အားလုံးမင်္ဂလာပါဒီနေ့ကတော့ Daniel Goleman ရေးထားတဲ့ Focus ဆိုတဲ့စာအုပ်ကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ် Focus the hidden driver of excellence အာယုံစူးစိုက်မှု ဒီစာအုပ်ဟာခေတ်သစ်လူသားတွေရဲ့အာယုံကြောဆိုင်ရာအချက်တဲကိုဖြည့်ရှင်းပေးတဲ့လက်တွေ့မြောက်တဲ့လက်ညွန်စာအုပ်ကောင်းတစ်အုပ်ပါအဓိကအကြောင်းအရာတော့ Goleman က IQ နဲ့ EQ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည်ပြီးရင်အောင်မြင်မှုအတွက်တတိယမြောက်အတိကကြတဲ့အရေးချင်းက focus အာယုံစူးစိုက်နိုင်မှုဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့သူပြောတဲ့ focus ကရိုးရိုးတစ်စုံတစ်ခုကိုစိုက်ကြည့်နေတာမဟုတ်ဘဲနဲ့အခုပြောပြမယ်အာယုံ၃မျိုးရှိတယ်လို့ခွဲခြားပြထားပါတယ်တစ်အတွင်းပိုင်းအာယုံ inner focus ကိုယ့်ရဲ့ခံစားချက်ဓာတ်မိုးများအတွေးများကိုသတိပြုမိခြင်းဒါကမိမိကိုယ်ကိုတိကျွမ်းမှုနဲ့စိတ်ခံစားမှုထိန်းချောင်းမှုအတွက်အခြေခံဖြစ်တယ်နံပါတ်1တခြားသူများပေါ်အာယုံစိုက်မှု other focus သူတစ်ပါးရဲ့စိတ်ခံစားမှုလိုအပ်ချက်နဲ့အချက်ပြမှုတွေကိုနားလည်ခြင်းဒါကိုချင်းစာတရားလူမှုဆက်ဆံရေးနဲ့ကောင်းဆောင်မှုအတွက်မရှိမဖြစ်လိုအပ်တယ်3ပြင်ပပိုင်းအာယုံ outer focus ကြီးမားတဲ့စနစ်အဖွဲ့အစည်းနဲ့စီးပွားရေးစည်းကွက်တို့ရဲ့ရွေ့လျားပုံကိုမြင်နိုင်ခြင်းဒါဟာမဟာဗျူဟာရေးဆွဲခြင်းနဲ့စံသစ်တည်ထွင်မှုအတွက်အရေးပါပါတယ်ဒီစာအုပ်ဘာကြောင့်ဖတ်တင်တာလဲခေတ်နဲ့အညီစမတ်ဖုန်းနဲ့ဆိုရှယ်မီဒီယာတွေကကျွန်တော်တို့ရဲ့အာယုံဆွဆိုင်နိုင်စွမ်းကို10စက္ကန့်သာရှိတော့တဲ့ရွှေငါးလေးတစ်ကောင်အဖြစ်ရှော့ချပြစ်နေတဲ့ခေတ်မှာဒီစာအုပ်ကအာယုံကိုပြန်လည်တိဆောက်နည်းကိုတိတ်ပန်နေကြရှင်းပြထားပါတယ်လက်တွေ့ကြခြင်းစာအုပ်စာမျက်နှာတွေထဲမှာတရားထိုင်ခြင်း mindfulness ရှော့သုံးခြင်းအလုပ်များကြားမှာအနာယူခြင်းစတဲ့လက်တွေ့ကျင့်သုံးလို့ရတဲ့နည်းလမ်းတွေပါရှိပါတယ်ကလေးနဲ့လူကြီးမိဘတွေအတွက်ကလေးတွေရဲ့အာယုံဆွဆိုင်နိုင်စွမ်းကိုပယ်လို့မြင့်တင်ပေးရမလဲဆိုတဲ့အခန်းထဲပါပါတယ်ဒီကထောက်ပြထားတဲ့အချက်တွေကတော့အာယုံဆွဆိုင်မှုဆိုတာကြွက်သားလိုလေ့ကျင့်ပေးရတယ်လေ့ကျင့်ခန်းစိတ်လေ့ကျင့်ခန်း mindfulness ကအာယုံကြောဆိုင်ရာပြောင်းလဲမှုကိုဖြစ်စေနိုင်တယ် multitasking ကအလုပ်မျိုးစုံတပြိုင်လုပ်ခြင်းထိရောက်မှုကို40ခန်းတွင်ထိလျှော့ချတယ်စစ်တပ်ကြနေတဲ့သူတွေစာမေးပွဲဖြေဖို့ပြင်ဆင်နေတဲ့ကျောင်းသားတွေအလုပ်မှာအောင်မြင်ခြင်းတဲ့ဝန်ထမ်းတွေတာမှမဟုတ်ကိုယ့်ဘဝကိုပုံမသတိနဲ့နေထိုင်ခြင်းနဲ့ဘယ်သူမဆိုဒီစာအုပ်ကိုဖတ်တင်တယ်လို့ဖတ်တင်တဲ့စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ကိုအပိုင်း3ပိုင်းခွဲထားပြီးတော့စုစုပေါင်းအခန်း10ခန်းပါဝင်ပါတယ်အပိုင်း1 The Anatomy of Attention အာယုံရဲ့သဘောတဘာဝအခန်း1 The Subtle Faculty အခန်း2 Basics အခန်း3 Attention Top and Bottom အခန်း4 The Value of Mind Adrift အခန်း5 Finding Balance အပိုင်း2 Self Awareness ကိုယ့်ကိုယ်သိမြင်ခြင်းအခန်း6 The Inner Rudder အခန်း9 Seeing Ourselves as Others See Us အပိုင်း3 Reading Others တခြားသူများကိုဖတ်ရှုခြင်းအခန်း9 The Female Edge အခန်း10 Essence of Leadership နောက်ဆုံးအတွက်အနေနဲ့ The Social Brain လူမှုဆက်ဆံရေးအုံနောက်နဲ့လေ့ကျင့်ခန်းတွေပါဝင်ပါတယ်စာအုပ်ရဲ့အဆုံးသတ်မှာအာယုံစူးစိုက်မှုကိုမြင့်တင်နိုင်တဲ့လက်တွေ့နည်းလမ်းတွေ attention training ပါဝင်သေးလို့ theory ရောလက်တွေ့ပါပြည့်စုံတဲ့စာအုပ်ကောင်းတစ်အုပ်ပဲဖြစ်ပါတယ်အခန်း1 The Subtle Faculty တိမ်မွေးလာတဲ့စွမ်းရည်ချက်အသေးစိတ်ကိုဖော်ပြပေးပါမယ်ဒီခန်းမှာကိုမန်ကအာယုံစူးစိုက်မှု attention ဆိုတာတိမ်မွေးတဲ့အပြင်လူစိတ်ရဲ့အခြေခံအကြောင်းဆုံးစွမ်းရည်ဖြစ်တယ်လို့စတင်မိတ်ဆက်ပေးပါတယ်သူရဲ့အဓိကချက်တွေကတော့1အာယုံစူးစိုက်မှုရဲ့အရေးပါပုံအာယုံစူးစိုက်မှုဟာစစ်ထုတ်တဲ့စနစ်တစ်ခုပါအာယုံခံအင်္ဂါတွေစီဝင်လာတဲ့အချက်လက်အတန်တွေထဲကကျွန်တော်တို့ရဲ့ပန်းတိုင်လိုအပ်ချက်နဲ့စီလျော်တဲ့အရာတွေကိုသာရွေးချယ်အာယုံပြုခွင့်ပေးပါတယ်ကျန်တဲ့စုညံတန်တွေမလိုအပ်တဲ့သတင်းတွေကိုစစ်ထုတ်ပြခြင်းအပြင်အုံနောက်ရဲ့စွမ်းရည်ကိုထိရောက်စွာအသုံးချစေနိုင်ပါတယ်နံပါတ်2တိမ်မွေ့တယ်လို့ခေါ်ရတဲ့အကြောင်းရင်းအာယုံစူးစိုက်မှုဟာမျက်စိနဲ့မမြင်နိုင်တာလဲကျွန်တော်တို့ရဲ့အတွေးအမြင်ဆုံးဖြတ်ချက်နဲ့အပြုအမူတိုင်းကိုဩဇာတက်ရောက်နေတဲ့အလွန်တိမ်မွေ့တဲ့စွမ်းအားတစ်ခုဖြစ်ပါတယ်ဥပမာတင်ဟာလမ်းပေါ်မှာရှောက်သွားနေစဉ်အာယုံမစူးစိုက်မိရင်ကားတဘိုးတန်အခြားလူများရဲ့စကားတန်စသဖြင့်အာယုံပြောင်းသွားနိုင်ပါတယ်ဒါပေမဲ့တင်ရဲ့ပန်းတိုင်ကဘဏ်ကိုသွားပြီးငွေထုတ်ရန်ဆိုရင်အာယုံစူးစိုက်မှုကတင့်ကို
လမ်းမှန်ပေါ်ရောက်အောင်လမ်းညွန်ပေးပြီးတော့မလိုအပ်တဲ့အတန်တွေကိုလိလူရှုစေပါတယ်နံပါတ်3အခြေခံအာယုံနှမျိုးထိပ်ပိုင်းအာယုံ top down attention ကိုယ်ပိုင်စနပ်ဖြင့်အာယုံစိုက်ခြင်းဥပမာစာမေးပွဲအတွက်စာအုပ်ဖတ်နေခြင်းအာယုံမပြတ်အောင်ထိန်းခြင်းအောက်ခြေအာယုံ bottom up attention အပြင်ဘက်မှာအလိုလျောက်ဆွဲဆောင်ခြင်းခံရခြင်းဥပမာကျေလောင်တဲ့စူညံတန်ကြောင့်လက်ကြည့်မိခြင်းလေးအာယုံဆက်ဆက်မှုအားနည်းလာခြင်းရဲ့အကျိုးဆက်ကိုမန်ကဒီခန်းမှာခေတ်သစ်လူတွေဟာအာယုံဆုဆိုင်မှုပေါ်နှောက်ယှက်တဲ့အရာများစွာနဲ့ရင်ဆိုင်နေရတယ်လို့သတိပေးထားပါတယ်10စက္ကန့်နဲ့တစ်ချိန်အာယုံပြောင်းသွားတဲ့ခေတ်ရက်ပြန်မြစရင်ရွှေငါးတကောင်ချင်းအာယုံထက်ပိုတိုတယ် email message social media အကြောင်းကြားချက်တွေကအာယုံကိုအဆက်မပြတ်ပြတ်တောက်စေပြီးတော့စိတ်ကိုပင်ပန်းစေပါတယ်အာယုံပြတ်တောက်လေးရှိသူများဟာအလုံးမှာအမှားများလေးရှိပြီးတော့ဆုံးဖြတ်ချက်ချရမှာပုံမနေကွေးတက်ပါတယ်နံပါတ်5အာယုံကြောသိပ္ပံဆိုင်ရာရှုထောင့်အောက်နောက်အတွင်းရှိ prefrontal cortex ရှေ့ပိုင်းအောက်နောက်ပြင်လွှာဟာအာယုံဆုဆိုင်မှုကိုထိန်းချုပ်တဲ့အဓိကနေရာဖြစ်ပါတယ်ဒီနေရာကိုတရားထိုင်ခြင်းသတိပြုလေ့ကျင့်ခြင်းတို့ဟာသူ့ကိုပိုပြီးတော့တန်ပါစေပါတယ်အတိချူရမှာဆိုရင်အခန်း1ကအာယုံဆုဆိုင်မှုဆိုတာရိုးရိုးတစ်ခုခုကိုစိုက်ကြည့်နေုံမှမဟုတ်ပဲကျွန်တော်တို့ရဲ့ဘဝအောင်မြင်မှုထီအောင်မှုနဲ့ဆုံးဖြတ်ချက်ကောင်းများအတွက်အုံမြင့်ချပေးတဲ့အရေးကြီးဆုံးစိတ်ပိုင်းဆိုင်ရာအရင်နေဖြစ်ကြောင်းရှင်းနေပေးထားပါတယ်အခန်း1 basis အခြေခံများရဲ့အသေးစိတ်ကိုဆက်လက်ပြီးဖော်ပြထားပါတယ်ဒီခန်းမှာကိုမန်ကအာယုံဆုဆိုင်မှုဆိုတဲ့ခြေပြန့်တဲ့သဘောတရားကိုပုံမတိကျအောင်အာယုံဆုဆိုင်မှုအခြေခံအမျိုးအစားများကိုခွဲခြမ်းစိတ်ဖြာရှင်းလင်းပေးထားပါတယ်တစ်အာယုံဆုဆိုင်မှုရဲ့မျက်နှာဖုံးတစ်ခုကိုမန်ကအာယုံဆုဆိုင်မှုကိုပမာဏ quantity နဲ့အရေးသွေး quality ဆိုတဲ့ရှုထောင့်တစ်ခုကနေကြည့်ပါတယ်ပထမပိုင်းဘလောက်ကြာအာယုံဆိုင်နေလဲဒါအာယုံဆုဆိုင်မှုရဲ့အလျာ attention span ဖြစ်တယ်ဥပမာကလေးတယောက်မိနစ်20စာတင်ချာအလုပ်လုပ်နိုင်ရင်တချို့ကလေးတွေ9မိနစ်ပဲလုပ်နိုင်တယ်ဒါကိုလေ့ကျင့်မှုအပြင်ပိုတိုးမြင့်နိုင်ပါတယ်အရေးသွေးပိုင်းဘယ်လောက်တိကျစွာအာယုံဆိုင်နိုင်လဲဒါအရွေးချက်အာယုံဆုဆိုင်မှု selective attention နဲ့တူတယ်ဆိုင်တယ်ဥပမာစူညံတဲ့ကော်ဖီဆိုင်မှာထိုင်ပြီးတော့စာအုပ်စာတန်းကောင်းဖတ်နိုင်ခြင်းနံပါတ်1အဓိကအာယုံဆုဆိုင်မှုရဲ့အမျိုးအစား3မျိုးဒါဒီခန်းရဲ့အဓိကချက်ပါပဲ selective attention ရွေးချယ်အာယုံဆုဆိုင်မှုမှာသူရဲ့ရှင်းလင်းချက်ကတော့စူညံတန်များကြားကားတစ်ခုအထက်ကိုရွေးပြီးတော့အာယုံဆိုင်နိုင်ခြင်းလက်တွေ့ဥမာလူစုလူဝေးထဲမှာမိတ်ဆွေရဲ့အတန်ကိုခွဲထုတ်နားထောင်နိုင်ခြင်း sustained attention စဉ်ဆက်မပြတ်အာယုံဆုဆိုင်မှုရှင်းလင်းချက်ကတော့တစုံတစ်ခုကိုကြားရှိစွာအာယုံမပြန့်လွင့်မဲ့စိုက်နိုင်ခြင်း vigilance လို့လည်းခေါ်တယ်လက်တွေ့ဥမာတော့လေရင်မှုတယောက်8နာရီကြာ dashboard ကိုစောင့်ကြည့်နေခြင်း executive attention အမှုဆောင်အာယုံဆုဆိုင်မှုပန်းတိုင်အတွက်အာယုံကိုစီမံခန့်ခွဲခြင်းအနောက်ရှင်းများကိုဖိနှိပ်ခြင်းအမှားများကိုစောင့်ကြည့်ခြင်းလက်တွေ့ဥမာတော့အစီရင်ခံစာရေးနေစီမှာဖုန်း message လာရင်လည်းမကြည့်ပဲဆက်ရေးနိုင်ခြင်းထူးခြားချက်ကတော့ executive attention ဟာ well power ဆန္ဒပြပြမှုနဲ့အနီးကပ်ဆုံးဆက်ဆက်နေပြီးတော့အောင်မြင်မှုအတွက်အရေးကြီးဆုံးလို့ဆိုပါတယ်နံပါတ်3အာယုံဆုဆိုင်မှုအားနည်းစေတဲ့အချက်တွေကိုမန်ကဒီခန်းမှာ attention blinks အာယုံမှိတ်တုပ်ဖြစ်ခြင်းကိုမိတ်ဆက်ပေးပါတယ်ဆိုလိုတာကအလွန်လေးများစွာအာယုံပြောင်းလိုက်တိုင်းစိတ်ရက်ပြန်တဲ့အာယုံစိုက်နိုင်ခြင်းအတွက်စက္ကန့်ပိုင်းအချိန်လေးတစ်ခုလိုအပ်တယ်ဒါကြောင့် multitasking တစ်ချိန်တည်းအလုပ်မျိုးစုံလုပ်ခြင်းဟာထိရောက်မှုကို40%ထိလျှော့ချတယ်လို့သုတေသနတွေကဆိုထားပါတယ်နံပါတ်4အရေးကြီးဆုံးလက်တွေ့သင်ခန်းစာတော့အခန်းရဲ့နှိကုံးချုပ်ဖြစ်ကိုမန်ကအာယုံဆုဆိုင်မှုဆိုတာပေါ်များလာတဲ့အရင်းမြစ်တစ်ခုမဟုတ်ဘူးလို့သတိပေးထားပါတယ်တစ်ချိန်တည်းမှာအရာတစ်ခုကိုအပြည့်အဝအာယုံစိုက်နေတဲ့အုံနောက်ဆိုတာမရှိတော့ပါအကောင်းဆုံးနည်းလမ်းကတော့အာယုံကိုတစ်ခုပြီးတစ်ခုရွှေ့ပြောင်းအသုံးပြုဖို့ပါတစ်နေ့တာလုံးအနည်းဆုံးအာယုံမိနစ်90နဲ့120တာအပြည့်အဝအာယုံစိုက်နေတဲ့အရေးသွေးရှိတယ်လို့သူတေသနတွေကဆိုပါတယ်အနည်းချုပ်ကတော့အခန်းကြီးကအာယုံဆုဆိုင်မှုရဲ့အခြေခံအုတ်မြစ်ကိုခင်းပေးထားပါတယ်ဒီအခြေခံသဘောတရားတွေ selective sustained executive ကိုနားလည်မှသာနောက်အခန်းတွေမှာပါမဲ့အာယုံကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုပုံမှန်နားလည်မှာပဲဖြစ်ပါတယ်နောက်ရက်တွေမှာအခန်း
အခန်း3ကနေစပြီးတော့စတင်ဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ဗီဒီယိုဆုံးဖြတ်ကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ပျော်ရွှင်ချမ်းသာတဲ့နေ့လေးတစ်နေ့ပိုင်ဆက်နိုင်ပါစေ